စာကြဖြင့်တော့တပါးစီကသုံးဖို့တက်ကွမ်းလောက်ရတဲ့ကတည်းကစာကြပေါ့ဒါဘုံညံတာကိုနောက်ဆရာလိုက်ကြိုက်ဘူးပြဆရာလိုက်ကြိုက်လို့သူတို့ကိုတော့ပါတော့ဟုတ်လားအဲ့လိုဖြစ်တော့ကြုံမင်းဒီလိုပဲရုံးရတာဒီတော့ကောင်းပြီဟုတ်လားဒီနေ့ပရိသတ်သမုပ္ပါဒ်လို့နည်းနည်းတွေးပြီးတော့နောက်နေ့မှာအာရှိကာကြီးသိရအောင်ဟောပရိသတ်သမုပ္ပါဒ်မှာအတိတ်ကာလမှာယောဂီတို့အကြောင်းတရားပဲရှိတာအကျိုးတရားပဲရှိတာအကြောင်းတရားထဲမှာဝိက3ပါးရှိတယ်ဘာဝိတွေလဲဝိပါကဝိဉာဏ်ကြီးအဲ့3ဝိမှာအပေါ်က2ဝိကအကြောင်းထဲမှာရှိသလားအကျိုးထဲမှာရှိပြန်ပြောပါဦးအကြောင်းထဲမှာရှိတယ်ဆိုလို့ရှိရင်အကြောင်းကဘာလို့ရမလဲတရားဟေးယောဂီတို့ရေဟိုးတမ္မာတံဗုဒ္ဓလောင်းလျာဖယားလောင်းငါသာမမြင်ဘူးဘယ်ကာလမမြင်ဘူးကဘူးတို့ပူဇံဖယားမလို့မြင်ပြီးတိတ်တော့ငါတို့အကြောင်းတွေပဲလောက်ကအဲ့အကြောင်းတရားတွေကကိလေသာဝေဆိုတဲ့အကြောင်းတရားကာမဝေဆိုတဲ့အကြောင်းတရားအဲ့အကြောင်းတရားတွေကအဝိဇ္ဇာတဏှာဥပါဒံကာမဘဝသင်္ခါရခမရတို့လုပ်ကြတယ်အဲ့ဒါမှဒါနပါသီလပါသိချာကြည့်တာဒီတရားတွေကကုသီပြီးလုံးနေဘာကိုအကြောင်းပြဒါနကိုအကြောင်းပြတယ်သီလဟိုကတတ္တဟိုကကောင်းတဲ့အကျိုးတွေပြီးမှပရိသတ်တွေယူမှဒီတရားတွေပရိသတ်တွေယူမှဟာအဲ့တော့အတိတ်ကာလတော့ကအဲ့ဒီအကြောင်းတရားဆိုတာဘာလို့ရမလဲတရားလဲအမစီပေးမယ်လို့မပေးဘူးဒီနေ့သာဘာရီမကိုမသိဘူးဟောအခုတော့သိပြီအတိတ်ကအကြောင်းတရားတွေကဘာလို့ရမလဲတရားလဲပေးနိုင်ခဲ့ရဲ့လားပေးနိုင်ခဲ့ပါဘူးပေးရမယ်လို့အသိဉာဏ်ရဘူးလားမရပါဘူးရလဲရအောင်ဘာမှလုံးလို့မရလွန်သွားပြီဘာလို့သွားမလဲလွန်သွားတော့အခုထိုင်နေတဲ့ခန္ဓာကြီးကိုပေးပြီဘယ်ကိုပေးမလဲထိုင်နေတဲ့ခန္ဓာကြီးကဘယ်ကာလမှာလဲသူ့ကိုပါဝိလို့ခေါ်တယ်လေဖယားခန္ဓာကြီးကိုပါဝိလို့ခေါ်တယ်ယောဂီတို့ခန္ဓာတွေကိုပါဝိလို့ခေါ်တယ်လေအေးခမရတို့အတိတ်တော့ဒီလိုသားနဲ့ပွဲဖို့အလားဟရိလူဇိဝေယရဏကြီးဆိုင်ကြီးထောင်ပြီးတော့ငရင်နှုတ်တဲ့အခါမှာမြေကြီးတွေမြုပ်ဘူးအဲ့ဒီအကြောင်းတွေလုပ်တယ်အဲ့အကြောင်းရှိရင်ပြင်ဟဲ့ဒီလွန်နေတဲ့ခန္ဓာမှာဘယ်တရားတွေရမလဲတော့အကျိုးတရားတွေရမယ်ရပြီရပြီတကယ်ကိုရပြီမရဘူးလားရပါတယ်အဲ့ဒါကြောင့်ကိုပြုရင်ကိုခံကိုသာစမ်းတဲ့တရားတော်ဖြစ်တဲ့အတွက်အတိတ်ကအကြောင်းတရားနဲ့ခုထိုင်နေတဲ့ခန္ဓာနဲ့တရားဆက်ပြီးသွားပြီဟဲ့ယောဂီတို့လွန်သွားရင်ဘုရားတော်မလုံးနိုင်ဘူးယောဂီတို့ကလုံးနိုင်မှာမလားလုံးနိုင်ပါဘူးအဲ့ဒါလောခန္ဓာလို့ခေါ်တယ်ဘာခန္ဓာလို့ခေါ်လဲလောခန္ဓာအဲ့လောခန္ဓာမှာဘာမှလုံးလို့မရဘူးဆိုရတာနဲ့39မိနစ်ကပေးလို့ရမယ်ဘုရားအောင်ဘုံမင်းကောင်ကပေးလို့ရမယ်ထာဝရဘုရားသခင်ကပေးလို့ရမယ်ယုတ်ကလေးကပေးလို့ရမယ်ဆိုတာအဲ့ဒါကြောင်းကျိုးကိုမသိလို့ဒီလိုပေးမယ်လို့ယူလိုက်တာနဲ့မိစ္ဆာဒိဋ္ဌိကမဖြစ်ဘူးလားဖြစ်ပါတယ်ဟောပရိစ္ဆသမုပ္ပါမှာစိတ်ရမှာအတိအကျပဲဒါကြောင့်အတိတ်ကအကြောင်းတရား၅ပါးကိုဆိုပါအောင်အတိတေတော်သစ္စာအကောက်ဆုံးနော်အတိတေတော်သစ္စာအတိတ်အကြောင်းတရားက၅ပါးအတိတ်အကြောင်းတရား၅ပါးမိုင်းသားတို့မိုင်းကြီးတို့ကြက်ကောကြက်မှကုကျင်ဝင်တက်ထားအဲ့ဒီအကြောင်းဝေကကိလေသာဝေကာမဝေအဲ့ဒါကအကြောင်းတရားလို့ခေါ်တယ်ဘာလို့ရမလဲတရားလေတရားပဲတရားရဲ့လို့အတိတ်ကတစ်ချိန်တစ်ခါမှမမြင်ဘူးအခုမြင်ဘူးတော့လေသူကလွန်သွားပြီလွန်သွားဘူးလားလွန်သွားတော့ခုထိုင်နေတဲ့ခန္ဓာကပြစ္ဆုတ်ပါကာလမှာပြောဣဒာနိဖလပြစ္ဆကံဣဒာနိဖလပြစ္ဆကံဝိကဘာဝိလဲပြစ္ဆုတ်ပါကွက်ထဲမှာရှိမှကြည့်တော့ဟေတုကွက်တွေ့ပြန်
အဲ့ဒီအကြောင်းတွေကဘုဘဝအတွက်မဟုတ်ပြစ္ဆုတ်မှာလုံတဲ့အကြောင်းတွေအဲ့ဒါအကြောင်းခန္ဓာဒီအကြောင်းခန္ဓာကိုယဉ်ပြီးတကားလားယဉ်တဲ့တရားကိုပြောတာအဲ့ဒါတော့တရားမယ်လို့မမြင်ဘူးအဲ့တရားတွေနဲ့ဒါနလို့အဲ့တရားတွေနဲ့သီလဘာတူလဲပြန်ရင်းတာဘာလို့လဲပြန်ရင်းတယ်ဆိုဘာများရမလဲဆိုတော့ဝိပါကဝက်ပင်ညာဝိပါကဝက်ကအနာဂတ်ကာလမှာဘယ်ကာလမှာလဲအနာဂတ်ကာလမှာဒီတော့အဲ့ဒီအတိတ်ကကိလေသာဝက်ကာမဝက်အမတန်အားတွေကောင်းနေတဲ့အတွက်အခုမြန်ကျင်းတာကြည်မိုးရွာတော့မျက်ပင်တွေမပေါက်ဘူးလားမိုးရွာနေမျက်ပင်ကတန်နေမိုးရွာနေမျက်ပင်ကတန်နေမတန်ဘူးလားရုပ်လူကြောက်ရတဲ့အဲ့ဒီအကျိုးခံမှာရေကများများလောင်းတော့ဒီမျက်ပင်တန်တာပေါ့မတန်ဘူးလားအမလီတန်လိုက်တာဒီဩတော်တန်ကြပါလားလို့ကြည့်ဘယ်တော့ဒီတန်လဲဆိုဟောယရနာစိတ်ကြောက်တယ်ဟောအများကြီးမရဘူးလားသိဉာဏ်တော့လေဘလို့မှမသိဘူးဟုတ်ပြီနော်ဒီဟာကြီးပြုတ်ကြမြေကြီးတွေဝင်သွားအံလိုက်တာအဲ့လိုမတန်ရင်ဘူးလားမတန်ရင်ဘာလို့တတ်မလဲအကြောင်းကိုတန်ဟုတ်ပြီနော်အဲ့တော့မှရှိကမမြင်ဘူးလွန်မသွားဘူးလားလွန်သွားတယ်လွန်သွားတဲ့ဒီခန္ဓာကြီးကဟဲ့ဒီဝိပါကဝိကြီးကယနေ့တော့လေဗုဒ္ဓရဲ့လက်ထက်မှာလက်ဝဲရံတဘောအရာမဧရရရတဲ့ရှင်မောမကကလံအဲ့ဒီလိုယဟန္တာကြီးဖြစ်ဖို့အတွက်အတိတ်တော့ဘာတွေလုပ်ခဲ့လဲဆိုတာသိကြဘာတွေလုပ်ခဲ့လဲအေးအကြောင်းတရားတွေလုပ်ခဲ့ဘာဖြစ်ဖို့အကျိုးတရားတော်ဒီတော့ယဟန္တာဖြစ်ဖို့များပြောမလားဟုတ်အဲ့တော့သူအကြောင်းတရားတွေလုပ်တော့ပြောပြအဲ့တော့မှအမေရဲ့မျက်စိနှစ်ကွင်းကိုအလင်းမရတာဟောမှာကျွန်တော်တို့ဒုက္ခိတာကြီးနဲ့လာခဲ့တာအဲ့တိုင်းနဲ့ဒီကြောင့်ရအောင်ယူသွားဒီနေ့နဲ့အလား30ကျော်တော့ဆရာကိုပြောက်ဖို့လို့သူ့မှာတော့ဒုက္ခနဲ့သာလာပြီးတော့ဟမ်ဟုတ်ပြီနော်အဲ့ဒီသားကျေးဇူးပေါ့ဒီသမီးတွေကျေးဇူးကဲဒုက္ခိတာဖြစ်ပဲလို့ဆရာကောင်းသမားကောင်းတဲ့တွေ့တရားတဲ့တရားမှမရဘူးလားရပါတယ်ရတာပဲကုသိုလ်ဆိုမဟာပလင်တော်မှာသူဒီမိမရမယ်မပေါ်ဘူးဟုတ်ကဲ့မဟာပလင်မပြောနဲ့ဥယျာဉ်တော်ကခင်ဗျားတို့မြင်တယ်မလားအကြောင်းကိုဘာရလို့လားအကြောင်းနဲ့ဆရာကောင်းသမားကောင်းတဲ့တရားရလို့လားအကြောင်းအဲ့ဒီကကြတော့အမေကြီးမြတ်ဘုတော်မကပြုတဲ့အမေကျေးဇူးတွေသားပေါ်မှာရှိတယ်သားအိမ်တော်မပြုတ်နဲ့လေအမေရဲ့မျက်စိမမြင်တော့အဲ့ဒါသူတို့မောင်နှမတွေတော့ဒီကြောင်းလေးခုံးအိမ်တော်သားလိုက်ဖို့ပဲသမီးလိုက်ဖို့ပဲအမေသားရေချိုးပြီးပဲသမီးရေချိုးပြီးမပေါ်သူရဟိုကမောက်ကလန်တယောက်တည်းရှိတာသားပဲနဲ့နာခံမဲ့အမေရဲ့ဆိုတဲ့ကတော့အဲ့တော့မှအမတန်ဥမာလေးအမျိုးသမီးတယောက်ကအိုးကိုမောက်ကလန်ရဲ့ရှင်းလို့ယောက်ျားကောင်မှဟဲ့ဒီမအေးကြီးကိုပြုနေရတဲ့ပညာကလည်းတတ်တယ်ရှင်းပညာတွေစကားပြမှာပေါ့အဲ့ဒီအမေကြီးကိုတာဝန်ယူတဲ့နေရာမှာကျမကနေပေးမယ်အေးဗျာဘယ်ဖြစ်မလဲဗျာခင်ဗျာတပီးတော့တော့မလီဘုံမောက်ကလေးတပီးပြောင်းကျမယူလိုက်ချွေးမဆိုတာလဲတပီးပဲကျမပြောမလီမလုပ်နိုင်ဗျာမလုပ်နိုင်အဲ့တော့ကောမယူလာမသိဘူးယူလည်းပေးရိုက်တာအဲ့ဒါတော့ဟုတ်ပြီနော်အဲ့ဒါကျွန်တော်ကဝေးတာလားယူလို့လည်းခင်ဗျာလုံးနိုင်မှာမလားတာမောက်ကလားမလီတာကြီးကတာရလိုက်တာကဒီတိုင်းပြုလို့ကြအမေပေါ်မှာအရွယ်ကြီးနေပြီသိကျင်တာတွေ့လို့လုံမသမီးရဲ့အမေရဲ့ပြောပြလိုက်တာသမီးကအမေကိုပြုတယ်ဘုံမောက်ကလားတော့ဝဲနေကြတာအဲ့တော့လုံတဲ့ကဲစီးပွားရှာလိုက်အများကြီးပေါ့သမီးဟုတ်ပါတယ်သားရဲ့ဆိုဒီဝိုင်းပြီးသားမပေးတော့ဘူးလားပေးသားတဲ့အခါကျတော့ရှင်ကလေးတွေကရလာကလေးရလာတော့ကလေးပြုသွားတာတစ်မျိုးကြည့်ဒီအဖွားကြီးပြုသွားတာတစ်မျိုးဟုတ်ပြီနော်သူတန်ပြောတရိနာထားနေကြတော့ဟုတ်ပြီနော်အဲ့ဒီအခါလဲဆိုငါနဲ့ငါသူ့ကိုယူလိုက်တဲ့အခါတော့ဒီဘွားကြီးပြားလိုက်
20ကျော်ပြောပြီနော်အဲ့ဒီချိန်တော့ကမိမတယောက်ကအတွေးမှနဲ့အဲ့မိမနာပြီဟုတ်ပြီနော်တနေ့6လလောက်ကြာရင်သိမယ်အောင်မေလားအခုသေးကိုမသိနိုင်ပါလားမြတ်တာတရားသေးကိုမသိနိုင်ပါလားဒုက္ခပါပဲငါကလေးတွေတော့အတွေးကြံနေတဲ့အချိန်ဟုတ်အဝေးကပြန်လာတဲ့မောက်ကလာအမေရဲ့ဟိုတော့အန်ယူကတော့နေတော့လာလူရတယ်အားကြီးတွေပဲရှိနေအမတန်အင်အားကိုဖြစ်စေတဲ့တက်ကြီးရွယ်ဝရီကျမ်းညာမမချမ်းညာသာသာနဲ့အမတန်ရှားပါတယ်အမေရဲ့ဒါတော့မှဟလာအနှိမ့်မှလာလို့ဟိမွန်တာတောက်ထိုက်တော့မှမဥတွေကြိုးကြအောင်တာရလာတဲ့အတွက်အမေကိုဟလာနေရာလေးစတော့အမေအင်အားကြီးပါသေးသူပြန်လာတာမိမရဲ့ငါအမေကိုပြန်ဟဲ့ဒီကြိုးကြကိုပြုတ်ပြီးတော့ကျွေးပါမလီယောက်ျားကြီးစိတ်ကြကောင်းပြီးတော့လိုလောက်မကွယ်အလုတ်လိမ့်တာမပြတ်လို့သူတော့ပြန်တော့အောင်မလီငါစဉ်းစားနေတဲ့အကွက်အခုမှဝင်တော့တယ်ဆိုပြီးတော့ကျွေးထားတဲ့အခါကျဟောပြန်လာတော့သားလို့တယ်သူကမအေးဘူးအမတန်ချက်တယ်ကြောင်လို့တော့ဟုတ်ပြီနော်ချက်တဲ့ကအမေရဲ့အမေအင်အားလေးရှိသလားကွယ်ဟာဒီအလုံးမအရသာရှိတယ်စိတ်နဲ့လေးနဲ့အမတန်ကိုရှာနေအောင်အရသာရှိတယ်ကြိုးကြဥကိုဖြင့်အမေသားပြီဗလားအမေရဲ့အိုးမောက်ကလိုင်းရဲ့သားရဲ့ဟောတောင်းမဖြင့်အမတန်သားရကြိုးကြလေးကအတန်ကလေးကအမတန်သားရသူကအမလေးသားရဲ့ဆက်မပါရီကိုက်ပြီးတော့ချင်းတို့အမေမစားနာဟိုဖေးရလဲတော့တင်မရှိဘူးကြိုးကြဦးကအဲ့လိုမဟုတ်ဘူးစိတ်ပြီးတော့ရှားလိုက်ဟာနေပြီးတော့မှအဲ့ဒါဖြုတ်သွားတော့အရသာကြည့်တာမကြောက်ဟာရှောက်သီးတွေတမယာသီးတွေပါလားကြောင်ချထားတာတားရဲ့ချင်းလေးဆိုပြီးတော့အမေကမျက်နေတယ်အော်ကျမသိပြီဒါတော့ပြုစုနေတာတော့မှမျက်လုံးသားကန်းနေတယ်ဒီချွေးမှနဲ့ဒီသားကိုကွဲနေကြတာကျမအစိုးရကြီးတဲ့ကိုမောင်ကလာမပြောအခုတော့ဂျိုးကြောင်ကိုရှောက်ပြီးသူတော့လမ်းမြပွဲအောင်ကအမလေးရတဲ့ကိုမောင်ကလာရဲ့ရှင်းအမေသားကြီးအဓိကဆိုတော့ကျမဟဲ့ဒီသားနဲ့ဒီနေ့ဆင်းမယ်ပြည်လေအောင်နဲ့ခဏမပြောပါနဲ့တော့ရှင်ကျမယူပြီးတာမှာရှင်းစားတယ်ကျမအတန်းတားတယ်ငါသာလေးပြုတ်မယ်ဆိုတာဟိုက်ကောင်မရလေမေတ္တာလေးအကြောင်းညာလေးကပြုတ်လို့အခုလိုဖြစ်တာတာလူလေးအမေထုတ်တာလေအထုတ်ယူလို့မိအဖေကိုတော့ဆုံးကြတော့ကိုမောင်မတားနဲ့ကျမတို့သားမိသွားပါရစီဆောမောင်ကလွတ်လာတယ်လို့ဆိုတာဘာဝဲတဲ့အလဲကိလေသာဝက်ကဘာဖြစ်သလဲဘူလောင်နဲ့အထက်မှာအဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒာရဲ့တဏှာဆိုတာဘာမနေဘူးလားဟောတဏှာကကတ်ကြီးကျွဲပြီးဒီသမောခဏလေးရှင်မပြောနဲ့တော့သူလေပြောခြင်းလေပဓာလေးနဲ့ထွက်သွားအေးအဲ့လိုဆိုရင်ဖြင့်ကျမနဲ့ကျမသားမျက်နှာနှစ်ခုကိုကြည့်နိုင်မယ်ဆိုရင်ဖြင့်ဟာဒီရှင်အမေကိုကွယ်မလားကျမကိုကွယ်မလားဘယ်မှာပြောလဲဟောအစိုးရကြီးကသိတယ်သားသိပါတယ်ကျမအစိုးရကြီးကသားကိုပြောတာအားလေးပြသားကိုကတော့အကယ်မှာတယ်ဆိုကဲအထောက်ဆွဲသွားမယ်ဆိုနေသားမအောင်တကယ်လို့ပြလေအကြောင်းကိုပြောရင်တော့ရရှင်းကိုကျမပြောပြီးနှစ်ခုပဲပြောမယ်ရှင်းအမေရှိနေကျမမနေဘူးကျမသွားပြီးမယ်တိတ်ချရှင်းအမေသွားပြီးကျမရှင်းနဲ့နေမယ်အဲ့လိုဆိုတော့မကြီးကဘယ်လိုလုပ်မလဲရှင်းလေတော့ပညာတတ်နေတာဟောသူကမျက်လုံးကန်းနေတာဟောတော်ရရောက်ရင်သောတာပန်ကြောက်ကြီးဆိုရင်အဲ့ကြောက်ကြီးကိုမျက်နှာလဲတော့အမေခေါ်သားလေရိုက်နေလို့အမေအဲ့လို့ပြေးကျွန်တော်လည်းနာတော့ပြေးရတော့မယ်အမေရဲ့လို့ပြောရင်သားတော်နဲ့အဲ့ဒီတော့ရှေ့ရောက်တော့ရောက်ကြတော့ပြုတ်ကြ
သိရောပေါ်ရင်ပါအဲ့လိုသိရင်ဖြင့်ငါပိသနာနိယကံထိုင်မှာပေါ်ငါ့ကိုဘဝနဲ့နှလုံးပကုံးနဲ့တဲ့လောရရင်တိုက်ကျွေးပြီးတကားလားဝါဘတော်ကတိနဲ့မျက်မှောက်တော်မကာကျူးတဲ့ကျေးဇူးတွေအဲ့လိုသေယငတ်တာမလားတင်ညာတာလုပ်ပြီးတော့ပိသနာနိယကံတိုက်တဲ့အတွက်ရှင်ကဒါနဲ့ခုတ်ဒါနဲ့ထုအုတ်ခင်းနဲ့ထုသေသွားမှာသူ့ကိုကိုယ်ပဲလွတ်လိုက်တော့သူ့ဟာသူသွားရင်းနဲ့ပြုတ်ကြသေးတာအဲ့လိုဆိုရင်ရှင်ပိသနာနိယကဘလို့မှမတိုင်ဘူးအောင်မလဲငါပြင်းလိုက်တာဝေးဟဲ့ဒီလိုအကြံကောင်းဉာဏ်ကောင်းပြီးမဲ့မရအချို့အလားတော့ငါပိသနာနိယကမထိုက်ဘူးငကူဟာမသိလားမဘူးဒီလိုအလားအမတန်ဉာဏ်ကောင်းတဲ့မိန်းမနဲ့တွေ့လို့ခေကောက်မေးအမေရဲ့ပွားကြရအောင်ကိုခေါ်ပြီးတကားလားသောတာပန်ကြောင်းသားလည်းရောက်ပေါ့တခုဟန်ဆောင်းပြီးတော့ခြုံပုတ်ပြီးရိုက်ငါပြောပုတ်ပြီးရိုက်တော့အောက်မလေးသေပါပြီအမေရဲ့အမေဦးလည်းဖြတ်နေရဲ့အမလီနားလိုက်တာအဲ့ဒါကာလို့လဲဟဲ့ကကျွန်တော်တို့တခိုးတမရလေးနေတာအမလေးလည်းပြောမတာနဲ့ဗျာကျွန်တော်တတ်ချင်တတ်ပါကျွန်တော်အမေကမြက်ကန်းကြီးမလို့သာပါဖြစ်တာလေအမေကျွန်တော်ပြောပြအမေအဲ့တဲ့ဘယ်ဘူးမြန်လေးရှောက်လိုက်ကျွန်တော်အဲ့ဒါမှဒီကယုံပြီးတော့သွားလို့ရမယ်အမေသားတကနားပေါတော့အမေဘာလဲဟုတ်ကဲ့လားတဲ့တယ်အမေကမျက်လုံးမမြင်လို့အမေဘေးမရွေ့တဲ့ရှောက်လိုက်လို့ကျွန်တော်ပြောတယ်အမေဝေးအမေဓမ္မပြောနေရတယ်ကျွန်တော်ပြီးလို့ရတယ်ပြီးလို့အမေကိုပြန်ပြီးတော့တော့ထဲမှာကြာမယ်အမေရဲ့မင်းတကယ်ပြောတာလားတကယ်ပြောတာအဲ့လိုဆိုတဲ့ရှောက်တော့အမလေးလူတို့ဘိုးကြီးတို့ရဲ့ဟာဒီမျက်မမြင်မျက်ကမ်းမာကြီးကြောင့်ဖြစ်နေရတဲ့ဒီပြဿနာအဲ့ဒီဓမ္မသားပါလေသူတော်ကောင်းမှာသူမသားကလေးရှိတယ်ရှင်ကလည်းပြီးတော့အောင်မင်းဟာဒီမိမကြီးသေလိုက်မှာတော့အမေဒီကြမှာတော့ခမ်းပြီးလောက်နေပဲတားရုံကလို့ရတဲ့မြန်ပွားလိုက်ပါတော့အမေမလေးအလောက်လိုက်ကြတဲ့တားကြီးသူမိမနဲ့သူသားရင်းနဲ့ရမချမ်းသာပြီးတကားလားအမလူရဆမ်းလာတယ်ပြီးသွားပြီးတော့သာသနာရဲ့ပြုနိုင်တဲ့တာယမနာဖြစ်တော်တဲ့မြည်လေးတွေကလည်းကျမ်းပါပါသေးဟဲ့လို့အခါရဇုံပြကြပါအပိုင်းတိုင်းတက်ပြီးတော့ဟင်ကြောင်းသေးကိုကြတော့ရှင်မအလို့သွားကြည့်ရင်အယောတဲ့တွေ့မှာဆိုလို့ကြောင်းဖက်ကိုတော့ပြောခိုင်းလိုက်ကြောင်းကိုမြောက်အောင်ကြိုင်းပြီးတော့မိမရှိနေတယ်မှာကြာမှာဆိုလို့ခဏနဲ့တင်မတသားလေးကြောင့်မိမကြီးပြန်ပြီဟုတ်ပြီနော်အဲ့တော့ဘာလို့ဒီလိုလုပ်ရတော့မိမနဲ့ကွဲရမယ်ဆိုရင်ဘာဝဲပြန်လဲကိလားမပူလောင်ဘူးလားပူလောင်တော့ဒီလုပ်ကိုလုပ်ပြီးဘာဝဲနဲ့လုပ်တာကမ္မမပြုတ်လိုက်ဘူးလားအညောင်းနှချောင်းရိုက်ပြီအဲ့ဒါအကြောင်းတရားလို့ခေါ်တယ်ဘယ်တော့မှဘယ်ကာလအဲ့အကြောင်းတရားတစ်ခုဟာမပြည့်စည်ပြည့်တဲ့၍အတန်နာဖတ်တော်မင်းယောဂီတို့တန်ကြောင်းနှချောင်းရခဲ့ရင်တန်ဖတ်မသွားဘူးလားတန်ကြောင်းနှချောင်းကအကြောင်းတရားပြောတာနှစ်ချက်ရိုက်လိုက်တော့ဖတ်သွားတဲ့အတန်ကအကျိုးတရားဖတ်သွားတဲ့နာပါလေအကျိုးတရားဒီလိုဆိုယောဂီတို့စဉ်းစားတာအတန်ကြမှာလိုက်ပြီးတော့ဖြောက်နေမှာလားအကြောင်းတရားတန်ကြောင်းနှချောင်းဖြတ်ပြီးမှာတန်ကြောင်းနှချောင်းလွတ်လိုက်တိုင်းလွတ်ပြပြီမလားလွတ်ပြတချောင်းနဲ့ရိုက်လို့တန်ဖတ်ပါအကြောင်းတရားအဲ့ဒီအကြောင်းကြီးမတတ်ခင်နိုင်လို့အတိတ်ကဘူလောင်ခဲ့တဲ့ဘူလောင်လို့ပြုလုပ်တဲ့ကိလေသာဝဲကာမဝဲအကြောင်းကြောင့်ဒီခန္ဓာရပြီအဲ့ဒီခန္ဓာကအကျိုးတရားလို့ခေါ်တဲ့ဘာဝဲလဲအဲ့ဒီဝိပါကဝိကြီးကဒီနေ့တော့လေသမ္မာသမ္ဗုဒ္ဓသဗ္ဗညုတ္တမြတ်စွာဘုရားရဲ့ယေရမာကဟေတုပ္ပတိုင်အောင်သစ္စာ၄ပါးမြတ်တရားကိုသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဖြင့်တမက်တဖို့နဲ့အာယုံပြုနှစ်မက်နှစ်ဖို့နဲ့အာယုံပြုသုံးပဲသုံးဖို့နဲ့အာယုံပြုအာလုံးကိစ္စပြအောင်သစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်နဲ့လေးမဲ့လေးဖို့အာယုံပြုပြီးတက္ကလာ
အဲ့ကတာဝကနှစ်ပါးသိရမှာဖြစ်ရှင်သာရိပုတ္တရာပြီးသူရှင်သာရိပုတ္တရာကပညာဧရတဲ့ဟာဒီမောက္ကလငါတကူအရာမှာဧရတဲ့လုံးလုံးသိတဲ့အခါမှာတော်တော်မစားတော့ဘူးပြောမယ်ဟုတ်လားပြောရင်နော်ရှင်းတာရဟနာဖြစ်တဲ့ဝိပါကဝတ်တော့သိတဲ့နေရာမှာတော်တော်ပက်ဆက်ဆက်တုတ်တုတ်ပဲဒါအကြီးဆုံးတော့ဘုရားသားသမီးတွေမှာအကိုကြီးအဖရာဆိုအကြီးဆုံးကိုပြောပါဆိုရင်တို့အကိုကြီးဟာရှင်သာရိပုတ္တရာနဲ့ရှင်းမမှာပဲနောက်ရှင်းတယ်တော့ထားပါတော့သူလည်းဗုဒ္ဓသာသမီတို့လည်းဗုဒ္ဓဒီအကိုလေးအကြောင်းနဲ့လေ့လာတယ်နော်ရှင်းတော့ပို့ပြီးတော့တရားမရမယ်အဲ့ဒီခါမှာတကောအရာမအေဒရက်နဲ့သာသနာပြုတဲ့အခါမှာအမတဒေါသနဲ့ကိစ္စတွေကြီးနေတဲ့နန္ဒောပရဏနဂါမင်းကိုဖြင့်ဟဲမောက္ကလန်ရဲ့မိထိုးဆုံးမှပြီးတော့မန်နေကြအောင်လုပ်ပေးလိုက်ဆိုတကောအရာနဲ့လုပ်ပြတကောအရာအောင်ဘယ်နေရာမှာအသုံးချလဲဆိုဒီတရားဓမ္မနေရာမှာအသုံးချဘူးလားအဲ့ဒါတော့နာမည်ကြီးတယ်အခုတော့အချိန်ကြတော့အဲ့ဒီပူလောင်လို့ပြုလုပ်တဲ့အကြောင်းကြောင့်ရလာတဲ့အကျိုးကဝိပါကဝေရပြီတကယ်ကိုရပြီအခုကျန်တော့ပူသားတွေရိုက်ဖို့အတွက်လာတော့အကလည်းဖြစ်တယ်လက်ဝဲရံလည်းဖြစ်တယ်အေးတဲ့အကလည်းတကူခမည်းတော်လုံးညှင်းသွားနေဟုတ်ပြီနော်ကြောက်ရွံ့ပြီးဖြတ်သွားလို့ရမိဘလောင်သွားလို့ရတကူမှအေးတဲ့အဲ့လောက်မကောင်းပြောမယ်ဆိုအများကြီးပေါ့ရတို့ကြောက်တရားလိုရဲ့လားအဲ့ဒီအခါလဲကြောက်သူထိုင်းနေတဲ့အခါမှာရိုက်တော့မယ်မှသိပေမဲ့လို့မေတ္တာတရားတရားနဲ့ရိုက်မဲ့လူတွေပေါ့ငါတို့ယဟနာကိုရိုက်ရင်ဖြင့်ငါသေတာအကြောင်းကိုအဲ့ဒီလူတွေမှာအရိယပဝါရကံထိုက်မယ်ပြင်ဇာနန္ဒီယကံနဲ့အလားတူတဲ့အရိယပဝါရကံထိုက်မယ်ဆိုအနာမိရောက်မှအဘိညာဉ်ပြည့်ပြီးမိမိတကောအိဋ္ဌိပတ်ကောင်းကင်ပြန်တက်သွားဘယ်ပြန်တက်သွားကောင်းကင်ပြန်ဟောအဲ့တော့ဘုရားဝင်းလို့ကိုပြင်းလို့ကိုသိန်းလို့ဟောအတော့မကြရဘူးနော်တယောက်ကို1000ပေးထားတယ်ဆိုဟုတ်တယ်ဘလောက်ပုံတာကုမ္ပဏီကယူလာတဲ့ပတ်စံမြတ်မလာဘူးဟုတ်ပြီနော်ဒါတော့ကြည့်တော့လှမ်းတော့ပြက်တယ်ပဲပြက်လို့မရဘူးသူကပွေးကနေဆိုတော့အေးလေမေးရှိအလားတန်တကယ်နဲ့ရိုက်မယ်အကမှာအားလွဲတာပဲဗျာမရဘူးအဲ့ဒါမရတာတော့ဘုလို့ကိုကြားကြည့်နေကြကဲဟုတ်ပြီနောက်တော့တုံးတာဟောနောက်တရားနဲ့ရောက်တာတွေ့ပြန်လာအနေနဲ့တော့ကဲဒီတခါတော့အပြတ်လုံးတော့အပြတ်လုံးနဲ့ကြမှာလာတာသိတာထိုင်းတော့အနာရောက်တဲ့အခါလေးကြောင့်အားလုံးသနာတော့တယ်မိမိတကောအိတိပါကိုအသုံးပြုတော့သူတို့ရိုက်နေနေမဲ့ကြာမှာပဲဘယ်ကိုပြန်တက်သွားတကောအိတိပါဆိုလုံးလို့ရတာဒါတော့သူတို့ပြန်မလို့ကိုယ့်အောင်ရှောင်းပြန်တက်ပါသုံးရုံပဲတက်ရအခါမြောက်တော့လာနေတာသိပြန်နားမလေသေးဘူးဒီရိုက်နေလူတွေနွားမှာပဲတကောအရာမှာအေးတဲ့သူတို့အနာရောက်တာနဲ့ငါဘာလုပ်လဲပြန်တက်သွားဒီချိန်နဲ့လာပြီသူတို့တွေငါရိုက်တိုင်းအရိယာဗေဒကထီတော်မှာပဲခင်ဗျားတို့မဟုတ်လားဘုဒ္ဓနာမှာပါတယ်လေကမိတာလို့အဲ့ဒါတော့ငါအပိုင်လုံးဖြစ်တယ်တကောအေရနဲ့ထိုင်တာတကောကဖယ်ပြီးတကောကသူ့ရှိမှမရှိတော့ဖယ်ပလိုက်တယ်တကောကဖယ်ပြီးလိုက်အဲ့တော့မှဘာမှလုံးလို့ဟာအဲ့လေကြောင့်ကြီးလိုက်တာခွန်းဒါရလွတ်တော့ဖောင်းအင်္ဂါတိပြုတ်ဒိရလုံးသုံးထွက်သွားအသေးရနေပြီဘာဖြစ်နေလဲတစ်ချိန်နဲ့ပြီးရမှာခုမနေ့ချိန်မှပြီးကြည့်လားမိမိပူလောင်လို့ပြုလုပ်ခဲ့တဲ့အကြောင်းချတာစပ်ပြီးတော့လွန်သွားတဲ့ဝိပါမှာတကူမတတ်နိုင်ဘူးအဲ့ဒီတကူကဘာလုပ်ပြီးရရိုက်လိုက်တာစိတ်ကြိုက်အပိုင်းတိုင်းတစ်တည်းပြတ်မှတ်ပလားပြေအောင်လေပြေအောင်ခုတော့မပြေးနိုင်ဘူးလက်ကဟိုးမှာခြေထောက်ကဟိုးမှာမျက်လုံးကဒီမှာကျင်းနေမလားကျင်းနေတော့တုံးတူအောင်ပြင်းမယ်မြန်ရှောင်းတော့ဟောမှာတကူကသူ့ပိုင်နဲ့တကူဟိုလူကြီးကြိုက်တော့မိတ်ဆွေကောင်းပြီးတာတော့ထွက်ပြေးနေအခုမှပြန်ဝင်
ပိုင်းပိုင်းတိတိပြပြပြန်ဝင်ပိုက်ဆိုင်တဲ့တော့ဝိပါကဝိညာဉ်မတတ်နိုင်ဘူးအာတော်တရားကုန်ခန်းနဲ့ယဟန်နာဘာကြီးနဲ့ညင်တာဝိပါကဝိကြီးနဲ့ညင်တာလေပြတ်တော့ပါအဲ့ဒါအတိတ်ကပိုင်းနေတယ်ဖယားဘယ်နည်းတော့ဗုဒ္ဓနဲ့ပတ်သက်လို့သူလည်းမတတ်နိုင်ဘူးအခုတဘောအိဋ္ဌိပိုင်းကြီးတယ်လို့တတ်နိုင်မတတ်နိုင်ဘူးလွန်သွားပြီလွန်မသွားဘူးလားအဲလွန်သွားတဲ့တရားမှာဘာမှလုပ်လို့မရတော့အဲ့ဒါကိုခင်ဗျားတို့လုပ်လို့ရမယ်လို့ထင်နေတယ်အချုံကျုပ်မဝေးလို့ဘောအခုအကြောင်းကျုပ်ဝေးတပယ်လို့မရတယ်တရားပယ်လို့မရရရဲ့လားမရပါဘူးတရားကိုပယ်လို့ရရင်ငါတဘောနဲ့နေသေးတော့ဒီကိစ္စမခံတော့ဘူးလို့သွားမှာပေါ့မရဘူးဝိပါကောင်းမှာရရဲ့လားမရပါဘူးကြောက်ဖို့မကောင်းဘူးလားဒီဆက်ပြီးသွားပြီနမူနာကြီးလုံးသွားပြီဘုရားလည်းမရဘူးယဟန်နာလည်းမရအဲ့တော့မှပြန်ပြီးတော့တဘောနဲ့စုလိုက်တော့ကိုရဲ့မြင်လှလှပါဖြစ်ပါမယ်ဒီလိုပေါ်တဲ့နေတော့အိုးအခုဒီပြည့်နေတော့ဖြို့နေအလုံးကြီးလုံးပြီးပြန်စသလိုပေါ့မျက်လုံးနဲ့ဒီနေရာထည့်နေထည့်မှာပေါ့လက်နဲ့ဒီနေရာပြန်လှုပ်ရတာတုံးကြီးမင်းကမှဘုရားကြီးကိုတဘောနဲ့ပြန်ကြွသွားတာအပိုင်းပိုင်းတွေပြန်လှုပ်ပြီးတော့အလုံးကြီးပေါ့ကွာသဘောပေါက်လားဘုရားမို့လို့ပေါ့ဘုရားနာတာအဲ့ဒီမှာငါနေလက်ဖြတ်ပြီးတော့ကနှလုံးရသိနိုင်တဲ့လာတဲ့ပုံစံကြီးတော့မှမြတ်စွာဘုရားကသိတာကြီးမောက်ကလန်မင်းငါ့ကိုဘာလုပ်တာလဲနောက်ဆုံးကျေးဇူးကြီးမှလို့ကြောတာပါဗျာကြောတာဇိဝိတယောကိုမနိုင်ထိုက်တာထွက်ချင်နေဟောကဘုရားတပည့်တော်ရှင်ဘုရားကိုပူးတိုက်ပြီးတာနဲ့ပြိဋိနိဗ္ဗာန်ပြန်ပြုမရစီဘုရားတဲ့ဒီယုံနဲ့ဇိဝိတယုံကသိတော့ဇိဝိတယုံသိတယ်ဆိုတော့ဝိညာဉ်နဲ့ဒီယုံနဲ့ခွဲပလိုက်ဟုတ်ပြီနော်သဘောပေါက်လားခွဲပလိုက်တဲ့အခါကျတော့အဲ့ဒီမှာအများကရိုက်ပေးမယ်ဇေရဝင်းကျောင်းမှာဘုရားကိုပြိဋိဘံပြုပြီးတကားလားဟဲ့ဒီအရှင်ဒီအသေကတမြတ်တဲ့နိဗ္ဗာန်မှာဇာမတော်မူလေပြီကြည်လားသူကဇေရဝင်းကျောင်းမှာဟောရှင်သာရိပုတ္တရာမေရောတိုက်ခန်းမှာဟုတ်ပြီနော်မေရောသစ္စာ၄ပါးဟောပြီးမှဒီဇီဝိရာကိုဖြုတ်လိုက်ရတယ်အမိတ်တဲ့ကိုယ်နည်းနည်းနော်လားအဲ့ဒါအတိတ်ကပူလောင်လို့ပြုလုပ်ခဲ့တယ်ပြုလုပ်လို့ဘာလုပ်တာလဲရရှိကမရရှိဘူးလားအဲ့တော့ဒီနမူနာရှိရင်ဟာဒီပြစ္ဆုတ်ပံကာလမှာပြန်ကြည့်လိုက်တဲ့အခါကျတော့ဘယ်မဲ့နဲ့မှမပယ်ရသေးတော့ကိလေသာဝင်ကာမဝင်ခင်ဗျားတို့ဒါနမလုံးသီလမလုံးအဲ့အလုံးပြန်လုံးတဲ့24နာရီရှင်းပြီလားဒီအကြောင်းကိုပြန်လုပ်တယ်အဲ့တော့အဲ့အကြောင်းကဘုဘဝအတွက်မဟုတ်ဘုဘဝအတွက်ကအတိတ်ကကြောင်းအခုထပ်လုပ်နေတာကဲချွတ်ချွတ်လို့ဝါဝလို့ပြောတာအကုန်လုံးဘုဘောက်ထပ်လို့အခုသိနေမှန်းတော့အဲ့လားအားမရလို့တော့သိခြင်းလုံးနဲ့သိမဲ့ခံတော့မရရအောင်ဘောအားဆိုင်တာဒါတော့ဥပဒနာပြည့်စရာတော့ဟုတ်ပြီနော်အဲ့ဘဝကဘာဘဝလဲကာမဘဝလို့ခေါ်တယ်ဘာဘဝလို့ကာမဘဝဆိုတဲ့အကြောင်းတရားရှိရင်ပဲခုထိုင်နေတဲ့အကျိုးတရားဆိုတဲ့ဥပ္ပပတ္တိကိုဘဝကိုရမယ်မရဘူးလားအကြောင်းကကာမဝင်အကျိုးကဝိပါကအကျိုးကဥပ္ပပတ္တိဘဝအကြောင်းကကာမဘဝအဲ့လိုကြောင်းပြုံးမြင်လိုက်တာဒီကာမဝတ္တိတာကာမဝတ္တိတဲ့အတွက်ဒီကိလေသာကိုပူလောင်တဲ့အတွက်ကာမဝတ္တကသင်္ခါရနဲ့ပြုလုပ်တယ်သူခိုင်းလို့လုပ်တာသဘောပြောလို့အဲ့ဒီလုပ်ရတဲ့တရားကိုအဘိသင်္ခါရလို့အဲ့ဒီသင်္ခါရအကျိုးထဲမှာမယူဘယ်ထဲမှာရှိအဲ့အကြောင်းထဲမှာရှိအဲ့လိုအဘိသင်္ခါရပဲတယ်ဆိုဒီသုံးခုခြံတာဒီတစ်ခုလေးသိသွားတယ်အဘိသင်္ခါရပေါ့ဒါနလုပ်ရင်သူတို့၅ခုနဲ့မလုပ်ကိုယ့်အကိုသစ္စာညာကိစ္စညာကတ္တညာနဲ့လုပ်လို့လည်းရတယ်မသိရင်တော့ဒါနဲ့ပဲလုပ်မနေဘူးလားလုပ်နေတာလုပ်နေအကြောင်းလို့ရပါရရမှာအခုပြစ္ဆုတ်ပံမှာနှစ်ခုခဏလေးနှစ်ခုဒီအကွက်မြန်ရိုက်ပြုတ်နိုင်ရင်အနတ္တညာလေးနဲ့အောက်ကြီးကြည့်လိုက်နိုင်တယ်ဆိုလို့ရှိရင်ဒီအကကွယ်သိပြီပေါ့ဒါပေမဲ့အရိယသစ္စာနေတရားသိနေတယ်လို့ပြောတာဟုတ်ပြီနော်ဟောကြည့်
အတိတ်အကြောင်းကြည့်ရင်ဘာရအောင်လဲအကျိုးရှိတော့မမြင်တော့ဘာတက်လို့အကြောင်းတက်လို့ရင်ဘာရအကျိုးတက်လို့အကျိုးရှိပြန်တော့ဘာမှမသိတော့ဘာတက်လို့သွားတော့အဲ့ဒါကိုဘဝပရိစ္ဆာသမုပ္ပါလို့ဒါတော့အဲ့ဒါဗိသပရိပရာဘိကဝေအဝိဇ္ဇပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပနာမရူပပစ္စယဒုက္ခပရိဒီဝဒုက္ခတော့ဥပါယသမဝေတိတို့တန်လျာလေရောတာတန်လျာမလဲဘူးလားလဲပါတယ်ဒီဘဝပရိစ္ဆာသမုပ္ပါတိုင်းထားတယ်လို့မရအောင်ဓမ္မယုံပရိစ္ဆာအဲ့ဒါဘလောက်သိအောင်သိပြီဘယ်တော့မှတန်လျာကမထွက်ဘူးဘယ်တော့မှအပရိစ္ဆာသမုပ္ပါဒီကိုဒီလိုဆိုယောဂီတော့ဘယ်နည်းသိတာအရိယာတွေသားနဲ့တူတယ်နေမရှိဘူးလားရှိပါတယ်ဒီနည်းကိုဘယ်တရားဖြစ်ဖြစ်ထိုးထဲရှားမွေးနိုင်လို့မြတ်စွာဘုရားတရားအလောက်ပါဒီတရားမှန်တော့ထိုးထဲကြည့်ပြတ်သွားရင်မှန်လို့မပြရင်မမှန်ဘူးဟုတ်ပြီနော်အဲ့တော့ကဲကြည့်အတိတ်တုန်းကလည်းလွန်သွားပြီးတော့ရှိတော့ပေးပြီးဒီခန္ဓာပဲဟုတ်ပြီနော်အနာဂတ်ကလည်းမရောက်သေးဘူးဒီသတ္တတလတ္တမှာကြည့်ရတယ်ပြစ္ဆုတ်မှသတ္တကြည့်လို့သတ္တတလတ္တကြည့်လိုက်တော့နှစ်ကွက်ဖြင့်အကျိုးရဲ့ဒါလည်းပြန်ကြည့်လို့ရသေးတယ်မရဟိုကလည်းမရောက်သေးလို့ရဒီပြစ္ဆုတ်မှသတ္တကြည့်တော့လေအကွက်ကဘယ်နှကွက်ကြည့်တစ်ကွက်ကပါဝဲအနုလောမနေရတယ်ပရိလောမနေပြန်သွားအမှန်ကိလေသာဝင်ကာမကိုဝိပါကိုဝက်လို့ဖြစ်ဒီအကွက်လည်းပဲတယ်ဟိုဘက်ကအကွက်လည်းဖွဲ့တော့ပြန်ကြည့်တာဝိပါကဝင်ကိလေသာဝင်ကာမဝင်သူကဒီလိုဖြစ်ရမှာကိုပရိလောမဖြစ်သွားမဖြစ်သွားဘူးဟိုက်ကသသေသလတံဗါတဲ့လေအဲ့ဒီမှာတရားထုတ်ရတယ်အဲ့ဒီမှာတရားထုတ်လိုက်မယ်ဘုရားကျင့်ထုတ်လိုက်မယ်ပြတ်တော့မှတစ်ခွက်ရှိတယ်တစ်ခွက်ကဝိပါကဝက်ကအကျိုးလားအကြောင်းလားကိလေသာဝက်ကာမဝက်ကအကျိုးလားအကြောင်းလားအကျိုးဆိုရင်ဘာလို့ရမလဲပြန်ပြောတာပါဠိလိုပြောနေတော့ဟုတ်ပြုံးနေအကြမ်းတယ်အကြောင်းဆိုရင်ဘာရမှာလဲပြန်ပြောတာအကျိုးတော့ဘာလို့ရမှာလဲအကြောင်းကိုဘာလို့ရခင်ဗျားတို့တကဘာလို့အဲ့တဲ့ဘလောက်ကိုသိနေတယ်လို့လဲအခုအလောက်ကိုသိပြီမလားအဲ့ဒါပြပြီဟုတ်ပြီနော်ဒါအရင်ဆုံးပြအဲ့ဒါဘာသိတယ်ဘာမှသိနေရမကြည့်ဘူးဟုတ်လားအပယတော့ပြီနော်သိရရှိတာဒီလိုသူလာခဲ့အဲ့တော့ကိုမသိကြဘူးလားအားလုံးအကြောင်းတော့မလုပ်ရမှာအကျိုးကိုမဲတဲ့မဲဘုံကိုကြည့်ဟောကြည့်အဲ့တဲ့အာသိရစီဟောသိတာပဲဆရာဟောစောင်းဟောတွေကဒါသိတယ်မယုံကြည်ဒီအသိကိုဘယ်တော့မှမသိနိုင်တူမနာဘူးလားပြန်တော့သုံးကြဆရာမရှိကြည့်ဒါတကယ်ကိုဉာဏ်ကျဲလာဟာဆိုဖြစ်လာဟုတ်ပြီနော်ဒါအပိုင်သိသွားတာဒါမှလို့သွားဆိုတာမသိတာအစားသိတာမှာသုံးကိစ္စသုံးဤမသိလျင်တွယ်သိလျင်ပြေဤမသိတော့တပတ်ပံသိမှအပြည့်ရဤအဲ့တော့ဟလာဒီနေ့ကိုခဏလေးနဲ့အနေနဲ့ဖြစ်တာဒီမှာကျဒီလိုအကွက်ကြီးတန်တန်ကြည့်တာတရားဟောတဲ့လူတော့ဥလို့ရှိရငါတို့အစဉ်အဆက်ဟိုဘက်ချမ်းမမိုးဖို့အစဉ်အဆက်ပေါ့အတူဖေးကြီးဆရာတော်ကနေတပည့်နှစ်ယောက်ကြီးဟိုဘက်အကြီးတပည့်ကဟိုဘက်သွားတယ်ကြောက်တာတိုင်းငယ်ကဒူလိုင်းရှင်းလာအတူတူပဲစကလုံးချင်းမတူတဘာဝတရားကြာအတူတူပဲဘယ်လိုက်ပြဒီမိုးကုန်းမှာဟိုပရိသတ်သမုပ္ပါမြန်မာနိုင်ငံမှာနာမည်ကြီးတာတဏှာကြီးဟလိုအဝိုင်းကြီးဟုတ်လားဘယ်လိုရှိမြင်ဘူးလားကြားတော့မြင်ဘူးလားအဲ့တော့ဒီမူကဘလို့မူလဲဆိုတော့ဓမ္မကာလကျိုးဓမ္မကတိကဆရာကြီးဝင်းနိုင်ရဲ့မူခင်ဗျားတို့နားမလဲသိခြင်းလားနားလဲသိခြင်းလားတဏှာကြီးဦးအောင်ရှိ
ဘူရင်ဆရာကြီးရဲ့တနိုင်ငံလုံးဒီမှာတိုင်းတွေ့ဘူးလားဒါဖြစ်နေတာဒါဖြစ်နေတာအဲ့လိုနေအောင်ဒီမှာကြည့်သုံးပါဒီအတိုင်းကပြနေရင်တော့ငါနားနေမှာနောက်ကငါယောဂီကဒီပရိသတ်သမုပ္ပါအကန့်ပတ်ကိုရိုက်ကျုံတော့တန်နေရတော့တာလဝဘတင်ကြီးလို့ပြင်ပြရတယ်လောက်အောင်တော့သူတို့နားမနေအဝိုင်းတော့တကောမှလူဖြစ်တယ်ဟုတ်ကဲ့နော်ဟောတဲ့လူကဟောသူတို့ကလည်းဟုတ်လားဘုရားကကိုယ်ကလဲကုန်တယ်လဲကုန်တဲ့အခါကျတော့ဘယ်လိုလုပ်လိုက်လဲအဲ့ဒါယူဖြတ်လိုက်အဲ့ဒါယူပါပြတ်တယ်ဘယ်ယူအလဲတဲ့နေရာခွဲဖြတ်ကြဖြတ်ကြည့်တဲ့အခါကျသူကလေးသိဒီလိုဖြစ်မလာဘူးလားဖြစ်လာဖြစ်လာတော့ကြည့်ကောင်4000ခွဲလုံးလိုက်တာဟောဟုတ်ပြီနော်ဟုတ်လားငါတဲ့ကမှ4000ခွဲဖြစ်ပါ4000ခွဲဆိုတော့ဒီမှာပြတာအားရှိမြင်တာနဲ့တန်တရားရဟုတ်ပြီနော်ဒီမှာကြတော့ဒီကဒုက္ခဖွက်ပေါက်လည်းပဲအောင်မယ်ဒီမှာကြအကန့်လိုက်ွက်လည်းမရှိဘူးလားအဲ့ဒါကြောင့်ပရိသတ်သမုပ္ပါမှာအစီနဲ့ဝတ်သုံးမှလည်းဟောတယ်မနဲ့မှာတန်းကနေမြင်လို့မြင်အောင်ဟောအောင်ဟုတ်ပြီနော်ဒီနေ့ပရိသတ်သမုပ္ပါမွေးရအစဉ်အဆက်ဟိုဖယားပရိနိဗ္ဗာန်ပြုတ်ပြီးတယ်အစဉ်အဆက်ဘာဖြစ်လို့ဆရာမူလို့ရေးတာကဒါတနိုင်ငံလုံးမှာဆရာလက်ထက်ကြမှာတည်ထွင်တာအဆိုင်ရတာအဝိုင်းဖြန့်ပလိုက်တာအဲ့လိုရှိရတယ်အဲ့လိုရှိရတယ်အဝိုင်းတော့ဒီလိုတနိုင်ငံလုံးမြန်မာမဟုတ်ဘူးတွေ့လားဒါဘလို့မူရင်လဲဆရာလေးပဲဘာလို့ဆရာမူရင်လို့ပြောอ่ะဆရာဖြန့်ပလိုက်တာလေဒီလိုပုံစံမျိုးอ่ะဆရာလက်ထက်ကြမှာပေါ်လာကဲအဝိုင်းနဲ့ဒါနဲ့ဘယ်ကကြည့်ရတာသိပြီအတူတူပဲအတူတူတော့โอเคအဝိုင်းနဲ့ဟမ်ဦးလာတော့မပြဦးလာတော့ဟုတ်တယ်လို့လည်းလဲဟုတ်လားဆရာတော်တို့ချိုချိုဝင်းတို့လဲငါပါအဲ့တော့သူတို့လဲကိုပါလဲကိုအခုလဲမဲ့မညာနဲ့လည်းရဖြတ်ရိုက်ပြီးတော့ပြလို့ရတယ်ချိုချိုဟုတ်လားဒီလိုပြသွားရင်မရနိုင်ဘူးလားရနိုင်ရင်မနဲ့ဖန်နေမှာဟုတ်လားအရိယသစ္စာဒီသွင်းသွားမဲ့ကိစ္စတွေမှာဘလောက်သိခိုင်ရမလဲဆိုတာသိအောင်ဒီညပြတ်သွားဟုတ်ကဲ့ဘူးပြတ်သွားမယ်လိုက်ဆိုကိကံနိုင်မဝိနိုင်မေကိကံနိုင်မဝိနိုင်မေအဝိနိုင်မို့တော့ဝါရှိမှဝိလုံးလို့ရတာဟုတ်ပြီနော်ဟုတ်ပြီနော်ဟာပြန်ဆိုကိကံနိုင်မဝိနိုင်မေကြည့်ကိလေသာဝေကာမဝေတဏ္ဏညဝိပါကဝေမရတော့ဒီလိုသတ္တမှာကိလေသာဝေကာမဝေဘလို့ကျင်တာကဝိပါခင်ဗျားတို့ဖွေးဘွားနွားဘွားကျွဲဘွားအဲ့ဒါဝိပါကဝေလို့ကျင်တာလို့ဘလို့ကျင်ကိလေသာဝေနဲ့ကာမဝေကိုအနိုင်ကင်လိုက်လို့ကျင်အဲ့ဝိပါကဝေရပါအောင်မလားမရရင်ဝေးတယ်လွတ်မတော်ဘူးလားလွတ်သွားတော့ပရိစ္ဆသမုပ္ပါဒ်ကြတော့တွေ့လားအရိယသစ္စာနဲ့မပွားတော့ပရိစ္ဆသမုပ္ပါဒ်ကဘာလို့ဒုတိယနဲ့မြင်တာအရိယသစ္စာနဲ့တရားကိုနာထားတယ်ဆိုဟိုမှာမပြောရင်ဒီမှာတစ်လုံးနဲ့ပြောတယ်ဒီမှာတစ်လုံးနဲ့ပြောဒါညှိချရတယ်ဒါဘာလို့ချရလဲညှိချရတာဒီတော့ရင်အဲ့တော့မှကဲဘုရားကဘယ်လိုပြောထားမလဲလိုက်ဆိုဗုဒ္ဓနာကာရဏေပฏิပတ်တိဟောတိနာဖလေဗုဒ္ဓနာဘုရားရှင်တို့သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သည်ကာရဏေအကြောင်းတရား၌အကြောင်းတရားမှာဘာဝဲလဲကာမဝဲအဲ့အကြောင်းတရားကိလေသာဝဲကာမဝဲကိုပေတော်ပฏิပတ်လုပ်တယ်လို့ခေါ်တယ်အကျိုးမှာတရားထိုင်တာတရားကျင့်တာလို့ခေါ်တယ်ရှင်းအောင်လို့အဲ့တော့မှအဲ့ဒီကိလေသာဝဲကာမဝဲကိုပฏิပတ်တိလုံးချင်းနိုင်ဟောတိဖြစ်၏အဲ့မှာအသိဉာဏ်ကြီးအသိဉာဏ်လောက်တာပฏิပတ်တိလို့ခေါ်တာဒါလည်းအခုများကြဘယ်လိုတရားအလုပ်ကြီးတာတို့အလုပ်ကိုဘယ်လိုမြင်တာရောမကုန်များချိန်ကြီးကိုမယ်အလုပ်မှာခင်ဗျာဒါခက်ပညာတတ်တယ်ကာယနဲ့လုပ်တဲ့အလုပ်ကညာနာနဲ့လုပ်တဲ့အလုပ်ကမကွဲဘူးလားလေးမဲ့ယောဂီတို့အလုပ်ပေးမဲ့ကာယနဲ့လုပ်တဲ့အလုပ်လုပ်မလားညာနဲ့လုပ်တဲ့အလုပ်လုပ်မလားအဲ့လိုဆိုဆိုင်ကားနေဟုတ်လားအဲ့ဒါတော့လို့တန်တရားနဲ့မဆိုင်နဲ့ကြ
ဖလေဝိပါကဝိနိုင်တရားအာမထုံမရှိဘူးလားဒါကြောင့်ကဲပြလို့ကိကနိုင်မှာဝိနိုင်သီတဝါရမူရင်းပဲဒီမူရင်းကိုမြင်နာနဲ့တပြိုင်နဲ့အပေတကားပဲလက်မှန်တကားမှာဩအခုဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီညဆိုဒီလူရင်းနဲ့ဆရာများမရှိခင်ဒီကိုရိုတွေရှိတယ်ဟောနိုင်ပြီဟိုမှာခေါ်လို့ရတယ်ဒီမှာခေါ်လို့ရဆရာလည်းမနစ်ကမှစတော့တယ်ငါ80ပြည့်ပြီထုတ်မယ်ဆိုကြက်ကြက်မမထုတ်တာပေါ့ပေါင်းတယ်လို့ဆိုရင်အခုဆိုရင်သူတို့ညဉ့်ညံ့သားသားပြန်ဟောဖို့ဆရာနဲ့လိုက်ပြတယ်လိုက်နိုင်မလိုက်နိုင်တော့သူရောမလိုက်နိုင်တော့အဲ့ဒါတော့လည်းတော့ပြောင်းသွားဘာလို့ဒီလိုပြောရတော့ဒါမှမဟုတ်သူကရပြီးသားတော့ပြန်ဟောဖို့မခက်ဘူးလားအဲ့ခက်တာအပြင်ကိုသူတို့ဆရာတို့ပြေးလာဟုတ်လားတော့ဟောပြီနော်အားလို့ခင်ဗျားတို့လည်းတွေးမှသူတို့ကွက်လာအပြင်ဦးနဲ့တွေးဝက်ကိုပါရဏတုတ်လို့လားအဲ့တော့ကျုပ်ကသူ့ပေါင်းလို့တော့အကြံဉာဏ်ရှိတယ်များတော့အာသနာမြန်မာပြည်မှာဆရာမရှိတဲ့နောက်ပိုင်းအကြီးအကျယ်ဖုံးကောင်းဆရာတော်မျိုးစီတွေဘာမျိုးစီလဲတန်လျာလည်းမဲ့မျိုးမဟုတ်ဘူးတန်လျာပြက်မဲ့မျိုးစီကိုချဖို့မလိုဘူးလားဒါကြောင့်ကိုဝန်းမဲ့အချိန်မှာခင်ဗျားတို့နဲ့တွေ့ရကြုံအောင်လို့သူ့ကိုပြစ်လို့အချိန်ပေးလိုက်ဒါမှမဟုတ်သူ့ဟောကလေးတွေကိုယ့်အတွက်အကျိုးမရှိဘူးလားရှိပါတယ်ခေရဝါဒတက်ပဲဟောပါလားသူအများကြီးဟောနိုင်သူဘာလုပ်နိုင်လဲဟောနိုင်တာလဲဘယ်လိုများဟောနိုင်တော့အောင်းမိလဲပြည့်ဆိုတော့ခမည်းတော်ကြမှာဟောမှာအပြင်းကြတော့စားပြေဝါပြေနေပြီးတော့သူတို့လည်းပတ်သက်ကြည့်တော့စားပြန်တယ်အဲ့လိုဖြစ်ပြီးတကားလားဟုတ်ပြီနော်ကဲဒီနေ့တော့အာသာကြီးလေးပဲဆရာပြောတော့မနေ့ကအာရှိပါကြီးသူတို့ငါ့ကိုဘယ်ချိန်ကစပြီးမနေ့ကမဲတကယ်ပြောရလားလိမ့်မှကြပါလား6နိုင်ဆို6နိုင်ရက်နေဟောမလိုက်ရတော့ဆရာဦးတော့ပရိသတ်တော့ပါမြန်မာပြည်မှာဘယ်လောက်နိုင်တယ်ဆိုတာကိုဆရာကိုကြည့်သွားဟုတ်ပြီနော်ဒီလိုနိုင်နေတော့ဆရာနဲ့နားတာကိုအတွက်အရေးမကြီးဘူးလားနောက်တော့ဒုက္ခနေတာနဲ့ချိန်ကုန်သွားလိမ့်မယ်မကုန်မဲနဲ့ညံနဲ့ဓာတ်နဲ့မြင်ပြီးတော့ရင်အားလုံးရောတော့ဖောက်သွားတော့မနေ့ကဆရာပဲမြတ်တာရက်ကမရစီသောလေးကျွဟန်တော့သောလေးနာပြီးတော့သောလေးညာအလုံးရင်းလိုက်ပဲဟောကဲသူဒီနေ့တော့အားလုံးသာဟု